hello ဒီနေ့တော့ဘကိုးသေးကြီးရဲ့ကိုရောက်နေတာပါလက်ဆောင်လေးတော့ပို့မယ်လားအတမင်းနဲ့တူတူလိုက်ခဲ့ပြီနော်ရှေ့အိုးလေးနဲ့ဒါလေးခဏရက်ဘကိုးသေးကြီးအပေါ်တက်ကိုသွားမယ်ရှင်ဘယ်သူတက်ဖြစ်လဲဆိုတော့အတမင်းနဲ့တူတူလိုက်ခဲ့ပြီနော်ဒီနေ့စေဇော်ပိန်ကဘယ်နားမှာလဲမသိဘူးဟိုဇော်ပိန်ဥစ္စာဘယ်နားလဲတို့ဒီဘက်ကြောင်ညာလေးရိုက်ချင်လို့ရလားကျန်အော်ပလဲနေလို့ဟာ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 မဆိုင်ပိုင်ရှင်လားဟာလားမနာမည်လေးမိတ်ဆက်ပေးပါအောင်မနာမည်ယူယူကျမလေးအော်ယူယူပိုင်တော့ဆိုင်ပါဟာလားအော်ဟုတ်ကဲ့ဟာဟာအော်မညီမလည်းတုံးလေးနှစ်ပွဲလောက်ဟာရတယ်မနည်းနည်းလေးရိုက်လို့ရလားဟာအမရောအမလားအော်ညီမလားအော်အမနဲ့ညီမနဲ့ဗောမမိတ်ဆက်ပေးပါအောင်ဘာလို့လဲမနာမည်မနာမည်ပြောဖို့ပါထဝေပါအော်ဟုတ်အမရောဒီမှာလောက်ကြပဲအတူတူရောင်းတာလားညီမလေးဟုတ်လားဟုတ်အတုပ်လေးဒီမှာကောင်းတယ်ဆိုလို့လေအတုပ်လောက်ဝယ်တာလာအားပေးတာဟုတ်ကဲ့ဟာဟာလာချင်တာရငန်တာရဆက်တာရပြောလို့ရတယ်ဟာအော်ဟုတ်ကဲ့ဟာအဆိုရင်ရတယ်ကိုရတယ်ခိုင်လို့ရပါတယ်တဲ့ရပါတယ်ရှင်ဟုတ်ကဲ့ပါတပွဲဘယ်လောက်လဲမ2000အော်ဟုတ်2000နှစ်ပွဲဆို4000ပေါ့နော်ရတယ်မအေးစစ်လောက်ကြည့်လားလို့ပဲဟုတ်ကဲ့ဟဲ့မခုမှတတိရတယ်ဆက်ဆိုင်မှားယူလာလို့ရလားအနာကြကြီးဟုတ်လို့လားကြညာပေးတာနဲ့တည်းရပြီလားဟုတ်လို့လားညီမအာနာတာ4000မိုးတောင်ဆိုလေဟမ်ရှမ်းမလေးမိုင်းသိတယ်အလေသိရတော့မတူလဲဒါမှမဟုတ်နာမည်ကြီးပဲဟုတ်လား surprise လိုက်တိုက်တယ်ညီမလေးဘယ်ကဒါစားတော့ရိုက်ပြတာဟုတ်လို့လားဘာကြီး surprise လိုက်တိုက်တယ်ညီမလေးနဲ့အဲ့ဒါညီမအမဟုတ်တယ်ညီမအစားတော့ရိုက်တာဒါပေမဲ့နောက်နေ့လာပေးမယ်လေနောက်နေ့လာပေးမယ်ဒီနေ့ဒီဇိုင်းမှာဘယ်သူအတွက်ကောအထိတ်မှတ်ရှိလဲမရှိပါဘူးဘာတော့မှမရှိဘူးလားဟုတ်လားမတော့ဒီနေ့ထိတ်မှတ်ဘာနေရှိလဲမဘာနေရှိလဲမမွေးနေ့လေးရှိတယ်မွေးနေ့လားမွေးနေ့မှာအတုပ်လကကျွေးရတာကျွေးပါဘောအဲ့ဆိုတော့စားရမှာပေါ့ဟုတ်လားလာမလေးလားဆိုရင်လာစားတော့မွေးနေ့လက်ဆောင်လာပေးရလက်ဆောင်လာပေးရအတုပ်ကလက်ကစားပါစားပါပါလက်ဆောင်လာပေးရဖြစ်နိုင်ရအဖြစ်နိုင်တာလေကို့ပေးမဲ့သူရှိလဲဗောမဖြစ်နိုင်တာဆိုတော့ဟုတ်စီဟုတ်တာကြီးကိုလည်းမသိဘူးပေးခိုင်းလိုက်တာဒီ2ယောက်ထဲ1ယောက်ပဲဘယ်သူငွေနေလဲအဲ့ဆိုမငွေနေလားဟုတ်ကဲ့အဲ့ဆိုမလက်ဆောင်ပေးခိုင်းလိုက်တာထင်တယ်ဖြစ်နိုင်ဘာလို့ဖြစ်လဲလက်ဆောင်လာပေးတာသိချင်လားပြပေးမယ်လေခဏလေးစောက်ပြပေးမယ်နော်လက်မကြည့်နဲ့နော်လူကြည့်ပါဦး Happy birthday ပါဟုတ်ပါလေကြည့်တယ်ကြည့်လာပေးတဲ့သူတော့လက်ကြောရှိပါဘူးယောက်ျားပဲသူတော့မဟုတ်ပါဘူးယောက်ျားဘယ်လိုခေါ်လဲအချာချစ်စနိုးနဲ့ဘယ်လိုခေါ်မောင်ယောက်ျားဘယ်လိုပြန်ခေါ်လဲမောင်နဲ့မဆက်လန်လေးပေါ့အမမောင်ကပို့ခိုင်းလိုက်တာဟုတ်လားဆိုလို့ရှိရင်ဟုတ်လားဟုတ်ပါထင်တယ်စာလေးပဲပါတယ်ဒီမှာဖတ်ပြရင်တော့သိမယ်ထင်တယ်ဘယ်သူပေးရလဲဆိုတာလေသိလားကိုစိတ်ထဲကရောဘယ်သူဖြစ်မယ်လို့ထင်လဲဘယ်သူမှမရှိဘူးတဲ့အဲ့လေ surprise လုပ်ပေးမယ်သူရှိတယ်ပေါ့ယောက်ျားပဲရှိတယ်မောင်ပဲရှိရပေါ့ယောက်ျားလို့ပြောပါတယ်ဒီမှာစာလေးပါသေးတယ်ဖတ်ပြပေးမယ်နော်ဒီမှာအရန်ကိုချစ်ပါတယ်မရဲ့တဲ့မဆိုတော့ဘယ်သူဖြစ်ပါ့မလဲမောင်မဲလားမောင်မဲပေါ့
မွေးနေ့လေးမှာတဲ့ပျော်ရွှင်ချမ်းမြေ့ပါစေနော်တဲ့မောင်အပေါ်တဲ့အလိုလိုက်ပြီးစစ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်တဲ့ဒီနေ့ကတဲ့မရဲ့မွေးနေ့ဖြစ်တယ်လို့တဲ့မောင်တို့2ယောက်ရဲ့7 year anniversary နေ့လေးလည်းဖြစ်ပါတယ်နော်တဲ့အမတ်တရလေးဖြစ်ရအောင်ရဲ့တဲ့မောင်စီစဉ်နဲ့မရဲ့မွေးနေ့ပေါ်တဲ့စစ်တယ်မရဲ့တဲ့ကဲပျော်ရွှင်ပါစေနော်တဲ့အကဲဒီနေ့ချိန်ထိမောင်ရဲ့အချစ်တွေကလက်ဆက်နေတော့မယ်မောင်ရဲ့အချစ်တွေကလက်ဆက်နေတော့မယ်ကဲရှက်နေပြီမောင်ကြည့်လိုက်ပါဦးဒီကြည့်လိုက်ပါမကြည့်လို့မရဘူးလေမောင်ကပေးတယ်ဆိုတော့ဘယ်လိုလေးခံစားရလဲမောင်ဝမ်းသာပါလေမောင်ကဘာပြောချင်လဲမောင်ကမှချစ်တယ်ထုတ်ဖော်လိုက်ပြီဆိုတော့လေမောင်အရင်ချစ်ပါလေလို့အများနဲ့ပဲချစ်နေတယ်မောင်ကချစ်တယ်လို့မောင်ကလည်းချစ်တယ်ပေါ့ဟိုမှာရှိရသိလားမောင်လုပ်ပြတာသိလားသိဘူးကိုမသိဘူးသူကတိတ်ပြီးတော့စီစဉ်တာပေးတာပေါ့အများလုပ်ပေးလားလက်ဆောင်လေးရောအများတော့နည်းနည်းပေးပါတယ်ဒါပေမဲ့ဒီလိုမျိုး surprise တော့မဖြစ်ပေါ့အခုတော့အံ့ဩရလားမောင်နည်းနည်းအံ့ဩရတာပေါ့ပြောလိုက်ပါဦးမောင်ကနောက်မှစောက်ကြည့်နေတယ်သဘောကျလားအဲ့လိုမျိုးအစ်စ်ကြတာဘယ်လိုနေလဲချစ်ကြတာကောင်းတာပေါ့တော့ဆိုတော့ခါကြလို့ရှိရင်သူများတွဲတယ်ဆိုလို့ရှိရင်မတွေကချစ်ပေးရတာမောင်တွေကတိတ်ပြီးတော့ပြန်မချစ်ဘူးဟိုကကြတော့မောင်ကမောင်ကိုချစ်ပေးတာအစ်စ်ကြရပြီဘယ်လိုနေလဲကောင်းတယ်တော်မလားပြောရင်ကျင်းနေပါတယ်အမနောက်မှတော်တော်ကြီးထိုင်ကြည့်ပြောလိုက်ပါဦးဘာပြောမလဲအဘပြလိုက်ပါဦးအဘခလေးဘုတော့ခလေးမဟုတ်တော့ဒါပေမဲ့အချစ်တရားတော့လက်ဆက်နေတော့လေခလေးတာမဟုတ်တာမကိတ်လေးလည်းပါသေးတယ်မအတွက်တဲ့နော်အမွေးလေးမှာပြောရှင်းပါစေလက်ပုံလည်းရရောပဲဒီလေးအတွက်မင်းသမီးဖြစ်သွားပြီရိုက်တော့ဒါမျိုးတော့မှတ်တရပဲဟာဗီဒီယိုရိုက်တာဓာတ်ပုံကြည့်ရိုက်မှာနော်ချစ်ဖို့ကောင်းတဲ့စကားပြောတာတော့မအားကြောင့်မောင်ချစ်နေတာဓာတ်ပုံရိုက်မယ်နော်ခဏလေးနော်